လောကကြီးမှာကိုကျစ်စာတရားနဲ့လူသားဆန်မှုတွေကင်းမဲ့သွားတဲ့အခါဘယ်လိုမျိုးကြေကွဲစရာဘဝအနိဋ္ဌာယုံတွေနဲ့ကြုံတွေ့ရတတ်တယ်လဲဆိုတာကိုဒီကနေ့သတင်းတွေကသက်သေပြနေပါတယ်မိမိတန်တတစ်လျှောက်လုံးတစ္ဆာရှိရှိသာသနာပြုလာခဲ့တဲ့ချင်းတိုင်းသားခရိယန်တင်းအုပ်ဆရာတော်တစ်ပါးဟာမိမိရဲ့တင်းအုပ်ဆရာကပ်ပြားလေးကိုပြသရင်စစ်တပ်ကဘေးကင်းအောင်ကာကွယ်ပေးလိမ့်မယ်လို့ဘာကြောင့်ထွက်မပြေပဲယုံကြည်ကိုးစားခဲ့ရတာလဲအဲ့ဒီယုံကြည်မှုရဲ့နောက်ွယ်မှာဘယ်လိုမျိုးတရားလက်လို့ရရဆက်ဆက်တပ်ဖြတ်ခြင်းခံခဲ့ရတဲ့ခြေကွဲစရာဖြစ်ဆိုနဲ့ရင်ဆိုင်ခဲ့ရတယ်လဲဥပဒေမဲ့လုံရက်တွေရဲ့တားကောင်ဖြစ်ခဲ့ရတဲ့ဆရာတော်ရဲ့နောက်ဆုံးအချိန်တွေအကြောင်းနဲ့အတူနိုင်ငံတော်ဝန်ကပြည်သူတွေကြုံတွေ့နေရတဲ့စစ်ဘေးရေဘေးဒုက္ခတွေကိုတင်ဆက်ပေးကြပါမယ်မိဘပြည်သူပြည်သက်ကြီးအားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့အတွက်ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ယနေ့ညနေခင်းသတင်းစီစဉ်ကနေတင်ဆက်ပေးမယ့်သတင်းဦးသတင်းထူတွေကတော့ချင်းပြည်နယ်ဟာခါမြို့နယ်ခြုံချောင်းကျေးရွာမှာနှစ်ပေါင်း25နှစ်တိုင်တစ္ဆာရှိရှိသာသနာပြုခဲ့တဲ့ချင်းတိုင်းသားတင်းအုပ်ဆရာတော် Reverend William ကိုပဲခူးအခြေဆိုင်ချင်းမြန်တက်မှခွန်ဒါစစ်သားတွေကတရားလက်လွတ်ဖမ်းဆီးပြီးနှိပ်စက်ညှဉ်းပန်းကရရဆက်ဆက်တပ်ဖြတ်လိုက်တဲ့လူအခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်ဒီပရောက်မြန်မာလုံသားတွေနဲ့တင်မောသားတွေပြည်တွင်းကမိသားစုတွေစီကိုလွှဲပို့နေတဲ့မိုဘိုင်းဘဏ်စနစ်တွေနဲ့ digital ငွေပေးချေမှုတွေကိုဩဂုတ်လ28ဒီနေ့နောက်ဆုံးထားပြီးပြည်ပကနေဝင်ရောက်အသုံးပြုလို့မရအောင် geo blocking လို့ခေါ်တဲ့နည်းပညာတွေအသုံးပြုပြီးအရေးပေါ်ပိတ်ပင်ဖို့စစ်ကောင်စီဗဟိုဘဏ်ကပြည်တွင်းပုဂ္ဂလိကဘဏ်တွေကိုတင်းကျပ်စွာညွှန်ကြားလိုက်တဲ့တဲ့ရန်ကုန်ပြည်ဆိုင်ရာလေဆိပ်မှာပြည်ပကပြန်လည်ဝင်ရောက်လာတဲ့ခရီးသည်တွေရဲ့ကိုယ်ပိုင်ပစ္စည်းတွေနဲ့အဝတ်အထည်တွေကိုစီးပွားဖြစ်ကုန်တယ်ပစ္စည်းတွေလို့ဆွဆွဲပြီးအကောက်ခွန်အမိခံကမတရားသိမ်းဆည်းငွေညှင်းနေပြီး Uniqlo လို့နာမည်ကြီးအမတ်စိတ်တွေကိုပြစ်မှတ်ထားရှာဖွေဖမ်းဆီးနေတဲ့အခြေအနေနေပြည်တော်ကိုရောက်ရှိလာတဲ့ဗီယက်နမ်နိုင်ငံသားရေးဝန်ကြီးမစ္စတာလူဟိုင်ချုံကိုစစ်ကောင်းဆောင်မင်းအောင်လှိုင်ကတားဖြစ်သူအောင်ပြည့်စုံလုပ်ပိုင်ခွင့်ရရှိထားတဲ့ပြည်ဦးလွင်ရတနာဘုံမြို့သစ်စီမံကိန်းနယူးမန္တလေး Resort City မှာလာရောက်ရင်းနှီးမြှုပ်နှံဖို့အခွန်ကင်းလုပ်ခွင့်တွေနဲ့နေရာငှားရမ်းခွင့်တွေပေးပြီးအလျင်အမြန်ဆွဲဆောင်စည်းရုံးနေတဲ့ကိစ္စအာနာရှင်ဟောင်းနေဝင်းရဲ့မြေကျော်နေဝင်းပိုင်ဆိုင်တဲ့ Omni Focus ကုမ္ပဏီကအရာဘဏ်ကနေချေးယူထားတဲ့ငွေကျပ်86ဘီလီယံကျော်ကိုတရားရုံးကအနိုင်ရထားတာတောင်မှပြန်မဆက်ပဲရှောင်တိန်နေပြီးတစ်ဖက်မှာလည်းဒုတိယဗိုလ်ချုပ်ကြီးဟောင်းတပ်ပုံရဲ့သားကိုလစဉ်လစာ750နဲ့ယာဒူးပိတ်ခန့်အပ်ကစစ်တပ်အတိုင်းဝိုင်းနဲ့အကာအကွယ်ရယူနေတဲ့တဲ့AR တိုင်းတွင်ရေဘေးသင့်ပြည်သူတွေဒုက္ခရောက်နေချိန်မှာစစ်ကောင်စီက AR တိုင်းနဲ့ရန်ကုန်ဘက်ကနေစစ်ကားအစီး80ကျော်စစ်အင်အား1500ကျော်လောက်ကိုဖြစ်တင်ပြီးရခိုင်တောင်ပိုင်းခွာမြို့နယ်ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ရွှေတောင်ရံမြို့နယ်ဘက်ကနေဒုတိယကြိမ်စစ်ပြင်ဆင်နေတဲ့မြေပြင်အခြေအနေမကွေးတိုင်းမင်းလာမြို့နယ်နဲ့မင်းတုံးမြို့နယ်ကြားရခိုင်ရုံးမပေါ်ကိုစစ်ကြောင်းထိုးဖို့အတင်းအကျပ်စုဆောင်းခံထားတဲ့စစ်မှုထမ်းတပ်တွေအနေနဲ့မိမိတို့ကိုတေတွင်းနဲ့ပို့ဆောင်နေတဲ့စစ်ဖို့စစ်ရရှိတွေကိုရှင်းလင်းပြီးဒေါ်လာရေးတပ်ဖွဲ့တွေစီအလင်းဝင်လာရင်ယာဒူးအစင်းလိုက်ငွေကျပ်300ကနေ1000တာအထိစုချင်းငွေချီးမြှင့်မယ်လို့တရက်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်လိုက်တဲ့တဲ့နောက်ဆုံးသတင်းအနေနဲ့ဟိမဝန္တာတောင်တန်းပေါ်ကရေခဲမြေပြိုကျပြီးရွှွနုံမြေပြိုမှုတွေကြောင့်ဒီဘောနဲ့တိဘက်နယ်စပ်မှာရုတ်တရက်ရေကြီးမှုဖြစ်ပေါ်ကနိုင်ငံသားခီးသွားတွေအပါအဝင်လူပေါင်း359ဦးတေဆုံးပြီး1400ကျော်ပျောက်ဆုံးနေတဲ့ကမ္ဘာတဘာဝဘေးအန္တရာယ်သတင်းဆိုးကြီးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြည်တွင်းကမြေပြင်စစ်ရေးအခြေအနေတွေနဲ့စစ်ဘေးထံရေဘေးထံကြုံတွေ့နေရတဲ့ပြည်သူတွေရဲ့အခြေအနေကိုအရင်ဆုံးကြည့်ကြရအောင်ပါ။ AR တိုင်းတွင်းမှာရှိတဲ့ဒေသခံပြည်သူတွေဟာမိုးတဲထန်စွာရွာသွန်းပြီးငဝင်မြင့်ရေမြင့်တက်မှုကြောင့်တာယိုးကျိုးပေါက်ပြီးရေကြီးရေရှမ်းမှုဘေးဒုက္ခတွေကိုပြင်းပြင်းထန်ထန်ရင်ဆိုင်နေကြရပါတယ်။ဟင်္သာရေကြီးတာပေါင်းနဲ့လေးမျက်နှာမြို့နယ်တွေအတွင်းမှာရေဘေးသင့်အိမ်တော်စုတွေဟာဘေးလွတ်ရာကိုပြေးလွှားနေရပြီးစားနပ်ရိက္ခာနဲ့ဆေးဝါးတွေအရေးပေါ်လိုအပ်နေပါတယ်။ဒီကဲ့သို့ပြည်သူတွေဒုက္ခပင်လယ်ဝင်နေချိန်မှာပဲစစ်ကောင်စီတပ်ဖွဲ့တွေကတော့အရက်သားတွေကိုကဲစစ်ကူညီဖို့ထက်ရခိုင်ပြည်နယ်တောင်ပိုင်းကဂွားမြို့နယ်ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် AR တိုင်းကိုစစ်အင်အားဖြစ်တင်းတဲ့လုပ်ငန်းတွေကိုသာအာတုံခွန်ဆိုင်လှုပ်ဆောင်နေကြပါတယ်။မြေပြင်သတင်းရင်းမြစ်တွေရဲ့ထုတ်ပြန်ချက်အရဩဂတ်လ26ရက်နေ့နဲ့29ရက်နေ့တွေမှာရန်ကုန်နဲ့ပြည်ဘက်ကနေစစ်ကားအစီး80ခန့် AR တိုင်းအတွင်းကိုဆက်တိုက်ဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒီစစ်ကားတွေပေါ်မှာစစ်သားအင်အား1500ကနေဒီခောက်ရကန်ဝန်းကျင်အထိပါဝင်လာပြီးဒါဟာကုန်းလန်းကနေဆင်းလာတဲ့တပ်မ55ကတပ်ဖွဲ့ဝင်တွေဖြစ်ဖို့များတယ်လို့ဒေသခံတွေကသုံးသပ်နေကြပါတယ်။အဲ့ဒီစစ်ကားတွေကအစီး40ကျော်ဟာပသိမ်မြို့ဘက်ကိုဥတီမောင်းနှင်သွားခဲ့ပြီးကျန်တဲ့စစ်ကားအချို့ကတော့ချောင်းသားဘက်ကိုခွဲဆင်းသွားခဲ့ပါတယ်။ဒေသခံစစ်ရေးစောင့်ကြည့်သူတွေရဲ့အဆိုအရလက်ရှိ AR တိုင်းမှာအခြေစိုက်ထားတဲ့စစ်ကောင်စီရဲ့တပ်မ66ဟာရေကြီးတာပေါင်းနဲ့လေးမျက်နှာမြို့နယ်တွေကနေတဆင့်ရခိုင်ပြည်နယ်တောင်ပိုင်းဂွားမြို့နယ်တွေကိုပြန်လည်ထိုးဖောက်ဝင်ရောက်နိုင်ဖို့တနစ်ကျော်ကြာစစ်ကြောင်းထိုးကြိုးပမ်းနေတာဖြစ်ပါတယ်။အာရခတပ်တော် AA ကတော့ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလအတွင်းမှာဂွားမြို့နယ်ကိုအပြီးတိုင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်2025ခုနှစ်ဇန်နဝါရီလပိုင်းမှာရွှေတောင်ရံမြို့အနီးတစ်ဝိုက်ကစစ်တပ်စခန်းတွေကိုတိုက်ခိုက်ထိန်းချုပ်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေကြောင့်အင်ဂျီ400ကျော်ရှိတဲ့ဘုံဘီရွာနဲ့မကြီးစင်ရွာတွေကို AA နဲ့ပူးပေါင်းတပ်တွေကထိန်းချုပ်နိုင်ခဲ့ပေမဲ့စစ်ကောင်စီကဘုံဘီရွာကိုလေကြောင်းကနေဘုံကျဲဖျက်ဆီးခဲ့လို့ဒေသခံပြည်သူအချို့တေဆုံးခဲ့ရပါတယ်
ယခုဒီချိန်မှာတော့စစ်ကောင်စီတပ်တွေက ARD တိုင်းရေကြီးနဲ့တာပေါင်းမြို့နယ်တွေဘက်ကနေတဆင့်စစ်ကား90နီးပါးနဲ့ကမ်းခြေဒေသရွှေတောင်ရံမြို့နယ်တွေကိုအင်အားအလုံးရင်းနဲ့ထပ်မံဝင်ရောက်လာခဲ့တယ်လို့ရွှေတောင်ရံကမ်းခြေမှာလည်းစစ်တင်မော10စင်းကျော်ရောက်ရှိနေတာကိုတွေ့ရပါတယ်။ဒါဟာဇန်နဝါရီလတိုက်ပွဲတွေနောက်ပိုင်းဆင်အားဖြစ်တဲ့မှုတွေထဲမှာအကြီးမားဆုံးအခြေအနေဖြစ်ပြီးရခိုင်နဲ့ ARD အဆက်ကဒေသခံတွေအကြားမှာစစ်မီးပြန်လဲတောက်လောင်လာမှာကိုအလွန်မင်းစိုးရိမ်နေကြရပါတယ်။တစ်ဖက်မှာလည်းအာရခတပ်တော် AA ကစစ်ကောင်စီရဲ့တပ်မ666ကိုမြေလံပစ်တော့မယ်လို့ကြွေးကြော်ထားတဲ့အတွက်ရှေ့ဆက်ပြီးတိုက်ပွဲတွေနေ့စဉ်ပြင်းထန်လာမဲ့အလားအလာရှိနေပါတယ်။ဒီအတော်တွင်မကွေးတိုင်းဘက်ကမြေပြင်တိုက်ပွဲသတင်းတွေကိုဆက်ပြီးတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းမင်းလာမြို့နယ်ထဲမှာဩဂုတ်လ20ရက်နေ့ကနေ26ရက်နေ့အထိစစ်ကောင်စီစစ်ကြောင်းတွေနဲ့ဒေသခံကာကွယ်တပ်ဖွဲ့တွေကြားတိုက်ပွဲတွေဆက်တိုက်ဆိုသလိုအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။စစ်ကောင်စီကမင်းလာမြို့နယ်ကနေရှမ်းတပ်ရဲစခန်းဘက်ကိုအင်အား100ဝန်းကျင်ရှိတဲ့ပထမစစ်ကြောင်းတစ်ခုနဲ့စတင်စစ်ကြောင်းထိုးလာခဲ့တာပါ။အဲဒီစစ်ကြောင်းဟာဩဂုတ်လ23ရက်နေ့ညပိုင်းမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေရဲ့ဂျားဖြတ်တိုက်ခိုက်မှုကိုခံရပြီးစစ်ကြောင်းပြတ်တောက်သွားခဲ့တယ်လို့တပ်ဖွဲ့ဝင်20ကျော်သေဆုံးပြီး30ဝန်းကျင်ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။အထိနာသွားတဲ့စစ်ကောင်စီတပ်တွေဟာလေကြောင်းပစ်ကူတွေလက်နက်ကြီးတွေနဲ့ဒရုန်းတွေကိုအသေးအံအသုံးပြုပြီးကြောက်တိုင်အထိုင်စခန်းစီကိုဆုတ်ခွာသွားခဲ့ရပါတယ်။တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတော့အဲ့ဒီစစ်ကြောင်းစီကနေစစ်ကားတစ်စီးမီးစက်တစ်လုံးနဲ့စစ်အုံဆောင်လက်နက်ခဲယမ်းအချို့ကိုတင်စီရမိခဲ့တယ်လို့ဗမာပြည်ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒါပေမဲ့စစ်ကောင်စီတပ်တွေဟာနောက်မဆုတ်ပဲဩဂုတ်လ24ရက်နေ့မှာမင်းလာမြို့ကနေအင်အား200ခန့်ထပ်မံဖြစ်တင်ပြီးဒုတိယကြိမ်စစ်ကြောင်းထပ်မံထိုးလာခဲ့ပါတယ်။အဲ့ဒီစစ်ကြောင်းဟာဩဂုတ်လ26ရက်နေ့ညနေပိုင်းမှာကြောက်တိုင်စခန်းကနေ10မိုင်ခန့်ကွာဝေးတဲ့ရှမ်းတပ်ရဲစခန်းကိုဝင်ရောက်တပ်ဆွဲနိုင်ခဲ့ပါတယ်။ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံတွေရဲ့သုံးသပ်ချက်အရယခုစစ်ကြောင်းတွေရဲ့အဓိကလှုပ်ရှားမှုဟာရှေ့တန်းတပ်တွေစီကိုရိတ်ခါထောက်ပံ့ပေးဖို့ဖြစ်နိုင်တယ်လို့သိရပါတယ်။စစ်မြေပြင်မှာစစ်ကြောင်းတွေအဆက်မပြတ်ဝင်ထွက်သွားလာနေတဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့ဘေးကင်းလုံခြုံရေးအတွက်ကြိုတင်ပြင်ဆင်ထားကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေကအထူးသတိပေးနှိုးဆော်ထားပါတယ်။တစ်ဖက်မှာလည်းမကွေးတိုင်းမင်းတုံးမြို့နယ်အနောက်ချမ်းကနေရခိုင်ရိုးမပေါ်ကိုစစ်ကြောင်းထိုးဖို့စစ်ကောင်စီကအတင်းကျပ်စုဆောင်းထားတဲ့စစ်မှုထမ်းတပ်တွေကိုအရှိတန်းစီပို့ဆောင်နေပါတယ်။စစ်ကောင်စီကမင်းတုံးအနောက်ဘက်ကနေရိုးမချရင်ကြေးရွာတွေစီကိုအင်အား100-500ဝန်းကျင်ဖြစ်တင်ထားပြီးအေးသိမ့်ပိုက်ထားတဲ့ရခိုင်ပြည်နယ်တောင်ကုန်းမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။ဒီအခြေအနေစိုးကိုတားဆီးနိုင်ဖို့အတွက်တရက်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံကိုဗဟင်းကစစ်ကောင်စီရဲ့အာဏာရှိစစ်ဗိုလ်စစ်ရာရှိတွေကိုရှင်းလင်းပြီးလက်နက်တွေယူဆောင်လာကတော်လိုင်းတပ်တွေစီအလင်းဝင်လာမဲ့စစ်သားတွေကိုယာဒုအစင်းလိုက်ငွေကျပ်3000ချီအထိစုချင်းငွေပေးရသွားမယ်လို့တေးဝင်ထုတ်ပြန်လိုက်ပါတယ်။အသေးစိတ်ထုတ်ပြန်ချက်အရဒုဗိုလ်တအူးကိုရှင်းလင်းနိုင်ရင်ငွေကျပ်300ဘိုးအတွက်2000ဘိုးကြီးအတွက်300ဘိုးမှုအတွက်500ဒုဗိုလ်မှုကြီးအတွက်900နဲ့ဗိုလ်မှုကြီးအဆင့်ရှိသူတွေကိုရှင်းလင်းပြီးတော်လိုင်းတပ်ဖွဲ့တွေနဲ့လာရောက်ပူးပေါင်းရင်ငွေကျပ်300စီချိုအထိထိုက်တန်တန်ချိမြင့်သွားမယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဟာအောက်ခြေတပ်သားတွေရဲ့အသက်ကိုကိုကျိုးစီးပွားအတွက်တည်တွင်းနဲ့အတင်းတွန်းပို့နေတာဖြစ်ပြီးအထူးသဖြင့်ရခိုင်ရိုးမပေါ်မှာဆိုရင်ငှက်ဖျားယောဂအပါအဝင်ကျန်းမာရေးချင်းချောက်မှုတွေအလွန်ပြင်းထန်တဲ့အတွက်အသက်ကိုမစတေးပဲပြည်သူရင်ခွင်ကိုခိုလုံကြဖို့တိုက်တွန်းထားပါတယ်။ရခိုင်ကအလင်းဝင်လာတဲ့စစ်သားဟောင်းတွေဆိုရင်လည်းလက်ရှိမှာလွတ်လွတ်လပ်လပ်နဲ့ဘေးကင်းလုံခြုံစွာနေထိုင်နေကြပြီးဖြစ်ကြောင်းသိရပါတယ်။တော်လိုင်းရဲဘော်တွေရဲ့စိတ်အားထက်သန်မှုနဲ့ပတ်သက်ပြီးလိုင်းပေါ်မှာပြန့်နှံ့နေတဲ့ရုပ်သံဖိုင်တစ်ခုကတော့ပြည်သူတွေအကြားအလွန်စိတ်လှုပ်ရှားစရာကောင်းနေပါတယ်။အဲဒီရုပ်သံဖိုင်ထဲမှာတော်လိုင်းရေးတပ်ဖွဲ့ကညီငယ်လေးတူဟာစစ်တိုက်ထွက်ခွင့်မရသေးလို့ဆိုပြီးရှိုက်ကြီးတင်ငင်ငိုကြွေးနေတာကိုမြင်တွေ့ရပါတယ်။သူဟာတိုက်ပွဲကိုလိုက်ပါပြီးတိုက်ချင်လို့ငွေရော်ကြစ်တိုက်နေတာကိုစီနီယာရဲဘော်ကြီးကဘေးကနေဖက်လက်တကင်းနဲ့ဆွဲပွေနှစ်သိမ့်ပေးနေပါတယ်။စီနီယာရဲဘော်ကြီးကငါလည်းမင်းအရွယ်တုန်းကတိုက်ပွဲအင်မတန်သွားကျင်ခဲ့လို့ငိုခဲ့ဘူးတယ်။ဒါပေမဲ့တပ်ဖွဲ့မှာလက်နက်ခဲယမ်းလိုအပ်ချက်တွေပြင်ဆင်စရာတွေအများကြီးရှိနေသေးလို့စောင့်ဆိုင်ရတာဖြစ်တယ်။နောက်ကြရင်မင်းနားလည်လာလိမ့်မယ်လို့ဖြောင်းဖြပြောဆိုနေပါတယ်။ဒီမြင်ကွင်းလေးကဖော်ပြနေတာကတော့တော်လိုင်းရေးဘက်ကရဲဘော်တွေဟာလက်နက်ခဲယမ်းမပြည့်စုံပဲယူနီဖောင်းတောင်အပြည့်စုံမဝတ်နိုင်ပေမဲ့တိုင်းပြည်နယ်ပြည်သူလွတ်မြောက်ဖို့အတွက်အသက်ကိုဗဒါနမထားပဲစိတ်ဓာတ်အပြည့်နဲ့တိုက်ပွဲဝင်ချင်နေကြတာဖြစ်ပါတယ်။တစ်ဖက်မှာစစ်ကောင်စီဘက်ကစစ်သားတွေကြတော့ရှေ့တန်းထွက်ရတော့မယ်ဆိုရင်ဘယ်မှာသွားပုံးရမလဲဘလို့နာမကျန်းဖြစ်အောင်ကြံဖန်ပြီးဆေးရုံတက်ရှောင်လွှဲရမလဲဆိုတာပဲစဉ်းစားနေကြတာနဲ့အင်မတန်ကွာခြားလာပါတယ်။ဆက်လက်ပြီးမန္တလေးတိုင်းမြင်းကြံမြို့နယ်ဘက်ကစခန်းသိမ်းတိုက်ပွဲသတင်းကိုလည်းတင်ဆက်ပေးကြပါမယ်။မြင်းကြံမြို့ရဲ့အရှေ့မြောက်ဘက်မော်ထိုးကြီးမြင်းကြံလမ်းပိုင်းမှာရှိတဲ့စံပြကျေးရွာကစစ်ကောင်စီရဲ့ထိုင်စခန်းတစ်ခုကိုဩဂုတ်လ26ရက်နေ့မနက်4:00နာရီဝန်းကျင်မှာတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုမြင်းကြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖဗိုလ်စာပျောက်ကြားတပ်ဖွဲ့ပြည်သူ့ကျယ်တဝင်းမြင်းကြံ35ပျောက်ကြားတပ်ဖွဲ့နဲ့အညာဖက်ဒရယ်ထနောင်းစစ်ကြောင်းတို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားနေစဉ်မှာစခန်းတွင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစောထီတွေဟာစခန်းကိုစွန့်ခွာပြီးထွက်ပြေးသွားခဲ့ကြတဲ့အတွက်
တော်လှန်ရေးရဲဘော်တွေကစခန်းကိုဝင်ရောက်ရှင်းလင်းနိုင်ခဲ့ပါတယ်။နယ်မြေရှင်းလင်းပြီးနောက်တော်လှန်ရေးတပ်ဖွဲ့တွေပြန်လည်ဆုတ်ခွာသွားခဲ့ရာအဲ့ဒီနေ့မနက်10:00နာရီခန့်မှာတော့စစ်ကောင်စီတပ်တွေကအင်အားပြန်လည်ဖြစ်တင်ပြီးစံပြရွာတွေကိုပြန်လည်ဝင်ရောက်လာပြီးအနီးပတ်ဝန်းကျင်ကျေးရွာတွေမှာကင်းလှည့်နေတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမိုးပြဲမြို့အနီးမှာလည်းစစ်ကောင်စီစစ်ကြောင်းတွေထိုးလာလို့တိုက်ပွဲတွေကပြင်းထန်နေပါတယ်။မိုးပြဲပြည်သူ့ကာကွယ်ရေးအဖွဲ့ကလွယ်ဝိုင်းလွယ်ရင်တောင်ချေလီဖိုးနဲ့နမ်းမဲ့ခုံမြို့တွေကိုဆက်သွယ်ထားတဲ့လမ်းပိုင်းတွေကိုပြည်သူတွေဖြတ်တန်းသွားလာခြင်းမပြုကြဖို့ဩဂတ်စ်29ရက်နေ့လယ်ပိုင်းကစပြီးအရေးပေါ်သတိပေးထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်တွေဟာလွယ်ရင်မင်္ဂလာရွာကနေတဆင့်နမီခုံမြို့စင်ထောင်ကျေးရွာထိခြေပြုပြီးမိုးရဲနမ်းမခုံလမ်းမကြီးကိုထိန်းချုပ်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။အဲ့ဒီလမ်းပိုင်းကိုစစ်တပ်ကရရှိသွားရင်ရိုက်ကော်ဖဲခုံနဲ့ဒီမော့ဆိုဒေသတွေကိုစစ်ရေးရကောင်းကောင်းထိန်းချုပ်နိုင်မှာဖြစ်တဲ့အတွက်အသေးအတန်စစ်ကြောင်းထိုးနေတာဖြစ်ပြီးဇူလိုင်လကတိုက်ပွဲတွေမှာလည်းအထိနာလို့ဆုတ်ခွာသွားခဲ့ရပါသေးတယ်။ဒီကနေ့ရဲ့ပထမဆုံးနိုင်ငံရေးနဲ့လူခွင့်ရေးဆိုင်ရာသတင်းဖြစ်ချင်းပြည်နယ်ဟာခါမြို့နယ်မှာဖြစ်ပွားခဲ့တဲ့တရားလက်လွတ်တပ်ဖြတ်မှုဖြစ်စဉ်တစ်ခုကိုအသေးစိတ်တင်ဆက်ပေးကြပါမယ်။ချင်းပြည်နယ်ဟာခါမြို့နယ်ခြုံချောင်းကျေးရွာကဂျုံခုံဘပ်တစ်ချာခြုံချောင်းနှစ်ချင်းခရစ်ယာန်ဘုရားကျောင်းမှာနှစ်ပေါင်း25နှစ်တိုင်တိုင်တစ္ဆာရှိသာသနာပြုခဲ့တဲ့အကြီးတန်းသင်းအုပ်ဆရာတော်ရီဗရန်ဝီလီယံနဲ့အယက်သားပြည်သူတဦးဖြစ်သူဦးနန်စုတို့ကိုမြန်မာစစ်တပ်ကမတရားဖမ်းဆီးတပ်ဖြတ်လိုက်ကြောင်းဘာမာသုတေသနအဖွဲ့အစည်း BRI ကထုတ်ပြန်လိုက်ပါတယ်။ခြုံချောင်းကျေးရွာဟာဟာခါမြို့နယ်15မိုင်ခန့်အကွာမှာတည်ရှိပြီးအင်ဂျီ300ခန့်ရှိတဲ့ကျေးရွာတစ်ရွာဖြစ်တယ်လို့ကလေးမျိုးကနေဟာခါမြို့ကိုစစ်တပ်တပ်ဖွဲ့တွေတွာလာရာလမ်းကြောင်းပေါ်မှာတည်ရှိတဲ့အတွက်စစ်ရေးအရာဖြတ်တန်းရာနေရာတစ်ခုဖြစ်ပါတယ်။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့မေလ16ရက်နေ့ကတရုတ်ဆရာတော် Reverend William နဲ့ဦးနန်စုတို့ဟာခြုံချောင်းကြီးရွာနဲ့တမိုင်ခန့်အကွာကလေတဲတစ်ခုမှာပဲခူးမြို့အခြေဆိုင်စစ်ကောင်စီတပ်ရဲ့ချင်းမြန်တပ်မ89ကစစ်သားတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတာပါ။အဲဒီလေတဲထဲမှာလူ9ဦးရှိနေခဲ့ပြီး3ဦးကတော့စစ်တပ်လာတာကိုမြင်ပြီးထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ဆရာတော် Reverend William ကတော့မိမိမှာတရုတ်ဆရာကပ်ပြားရှိတဲ့အတွက်စစ်တပ်ကအလေးအမြတ်ထားကာကွယ်ပေးလိမ့်မယ်လို့ယုံကြည်ပြီးထွက်ပြေးခဲ့ခြင်းမရှိဘဲကြံနေခဲ့ပါတယ်။စစ်တပ်ကဖျားဘူးတွေနဲ့အသင်းတော်ဝင်တွေကိုလမ်းပြပေးနေတဲ့ဆရာတော်ကိုဟာခါချင်းလန်းကာကွယ်ရေးတပ် CDF ကိုထောက်ခံအားပေးနေပါတယ်ဆိုတဲ့ဆွဆွဲချက်အမှားတွေနဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဟာခါမျိုးကတည်င်းရင်းမြစ်တွေရဲ့အဆိုအရစစ်တပ်ရဲ့ဗိုလ်မှူးကြီးလွမ်းမိုးနိုင်ဟာဆရာတော် Reverend William နဲ့ဦးနမ်စုတို့ကိုဟာခါမျိုးမှာဇွန်လ2ရက်နေ့က၎င်းဇွန်လ3ရက်နေ့မှာထန်တလန်မြို့၌၎င်းနဲ့အတူဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက်ဆုံးမှာတော့ဇွန်လ4ရက်နေ့မှာရဲရဲဆက်ဆက်တပ်ဖြတ်ပစ်လိုက်ပါတယ်။ဟာခါနဲ့ဖလန်းမျိုးကဘာသာရေးခေါင်းဆောင်တွေကဖမ်းဆီးခံထားရသူနှစ်ဦးရဲ့အခြေအနေကိုစုံစမ်းသိရှိနိုင်ဖို့စစ်တပ်တာဝန်ရှိသူတွေနဲ့ချီမြန်တပ်မ89တပ်မှုထံဆက်သွယ်တောင်းဆိုခဲ့ပေမဲ့ဘာတုံ့ပြန်မှုမှမရရှိခဲ့ပါဘူး။ဆရာတော်ကွယ်လွန်ချိန်မှာဇနီးဖြစ်သူနဲ့သားသမီး9ဦးကျန်ရစ်ခဲ့ပါတယ်။ခြုံချောင်းကျေးရွာဟာစစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ရဲ့လုပ်ရက်တွေကြောင့်အင်ဂျီ118လုံးမိရှုဖျက်ဆီးခံခဲ့ရတယ်လို့တာမန်အရသား16ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဖျားเจ้าပိုင်ပစ္စည်းတွေလည်းဖျက်ဆီးလူရက်ခံခဲ့ရပါတယ်2021ခုနှစ်အောက်တိုဘာလကလည်းစစ်တပ်ကဖျားเจ้าတွင်ဝင်ရောက်တက်ဆွဲပြီးပိုင်ဆိုင်မှုတွေကိုလူရက်ခဲ့ပါသေးတယ် BRI ရဲ့ဥက္ကဋ္ဌဇိုတန်မုံနဲ့အမေရိကန်နှစ်ချင်းအသင်းတော်များအဖွဲ့ရဲ့အထွေထွေအတွင်းရေးမှူးဟောင်းရိုရာရင်ဒေါက်တာရောဘင်စတီဗ်ကဤလုပ်ရက်ဟာတရားဥပဒေအရစစ်ဆေးစီရင်မှုမရှိဘဲပြုလုပ်တဲ့တရားလက်လွတ်တပ်ဖြတ်မှုဖြစ်ကြောင်းပြည်မြင့်ထန်ထန်ရှုတ်ချလိုက်ပြီးမြန်မာနိုင်ငံကဖိနှိပ်ခံခရီးရန်တွေကိုကာကွယ်ပေးဖို့နဲ့တာဝန်ရှိသူတွေကိုအပြစ်ပေးနိုင်ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့နိုင်ငံတကာတိုင်းဝိုင်းကိုတောင်းဆိုထားကြပါတယ်။တစ်ဖက်မှာလည်းအာဏာရှိသူတွေရဲ့အကာအကွယ်ကိုယူပြီးတော့ပြည်သူလူထုရဲ့နေရာတွေကိုမတရားသိမ်းပိုက်နေတဲ့ဖြစ်ရပ်တွေဟာမန္တလေးမြို့တော်ကြီးထဲမှာအဆိုးဝါးဆုံးအခြေအနေကိုဆက်ရောက်နေပါတယ်။စစ်ကောင်းဆောင်လင်းအောင်လိုင်းရဲ့နောက်လိုက်ခရိုနီတူဖြစ်သူမောင်ဝေးပိုင်ဆိုင်တဲ့ကုမ္ပဏီကအမရပူရမြို့နယ်တွင်မှရှိတဲ့ဧက900ခန့်ကျယ်ဝန်းတဲ့စီမံကိန်းဧရိယာထဲမှာနေထိုင်ကြတဲ့ဒေသခံပြည်သူတွေကိုကျူးကျော်တွေဖြစ်သတ်မှတ်ပြီးတော့အစည်းအဝေးအင်အားသုံးဖယ်ရှားဖို့စစ်ကောင်စီနဲ့ကြိုတင်သဘောတူဆုံးဖြတ်ထားကြပါတယ်။မြေပြင်ကလာတဲ့သတင်းတွေအရပထမအဆင့်အနေနဲ့မြို့ပတ်လမ်းရဲ့တောင်ဘက်ခြမ်းကပြည်သူပိုင်မြေနေရာတွေကိုအတင်းအကျပ်စတင်ဖယ်ရှားရှင်းလင်းနေပြီးဖယ်ရှားပြီးသားနေရာတွေကိုလည်းတွတ်ပြားတွေခြံစည်းရိုးတွေနဲ့ချက်ချင်းကာရန်ပိတ်ဆို့နေပါတယ်ဒုတိယအဆင့်မှာတော့လမ်းမကြီးနဲ့ကပ်လျက်နေထိုင်နေကြတဲ့တာမန်ပြည်သူတွေကိုမောင်းထုတ်မှာဖြစ်ပြီးတတိယအဆင့်မှာတော့ကြန့်ရှိနေတဲ့ပြည်သူအလုံးကိုအင်အားသုံးဖယ်ရှားရှင်းလင်းပစ်ဖို့စစ်ကောင်စီရဲ့ခရိုင်အာဏာပိုင်တွေကအစီအစဉ်ဆွဲထားပါတယ်။လိုအပ်လာရင်တော့ဒေသခံတွေခုခံလို့မရအောင်ပုံမှန်144ထုတ်ပြန်ပြီးအတင်းအကျပ်သိမ်းယူဖို့အထိစစ်တပ်နဲ့ခရိုနီတွေအကြားလျှို့ဝှက်ဆွေးနွေးထားကြပါတယ်။ယခုခရိုနီမောင်ဝေးဆိုတာဟာစစ်အာဏာသိမ်းစကာလကစစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပေမဲ့နောက်ပိုင်းမှာတော့စစ်ကောင်စီရဲ့တပ်တွေအဖြစ်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်တို့ကိုတရားရုံးမှာမတရားလုပ်ကြံတပ်တွေထွက်ဆိုပေးခဲ့သူဖြစ်ပါတယ်။အခုတော့သူဟာစစ်အာဏာရှင်တွေရဲ့အကာအကွယ်ကိုရယူပြီးတော့ဘိုးဘွားစင်ဆက်နေထိုင်လာခဲ့တဲ့ပြည်သူတွေရဲ့ငြင်းရတွေကိုမတရားတက်တက်သိမ့်ပိုက်ကကိုကျိုးရှာဥစ္စာဒနာရှာဖွေနေတာကိုမြင်တွေ့နေရပါတယ်။
လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတော့ကရင်မျိုးသားအစည်းအရုံး KNU ဗဟိုကနေဩဂတ်စ်လ26ရက်နေ့ကတရားဝင်ထုတ်ပြန်ထားတဲ့သတင်းတစ်ခုရှိပါတယ်။တနင်္သာရီတိုင်းတရက်ချောင်းမြို့နယ်အတွင်းကကြေးရွာတွေကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်တွေဟာရဲသားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေပြီးဆိုးရွားလာတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကိုနေ့စဉ်နဲ့မျှကျူးလွန်နေကြပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ10ရက်နေ့ကနေ20ရက်နေ့အထိစစ်ကောင်စီတပ်တွေဟာတောင်စင်းကြေးရွာအုပ်စုအတွင်းမှာရှိတဲ့ရှင်မုတ်ထီရွာ၊ရောင်မော်ရွာ၊ဆေးဖြတ်ကုန်းရွာ၊ကင်းရှိရွာ၊မိုးရွှေကုန်းရွာ၊တော်ဖျားရွာ၊ကြောက်လေကားရွာ၊ကတိဝရွာ၊ထီးပဒိုရွာ၊ဗရက်ချောင်းရွာနဲ့လော်မှုဖလောင်းရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ဖျက်ဆီးခဲ့ကြပါတယ်။စစ်သားတွေဟာထီပဒိုကျေးရွာအတွင်းကအရက်သားပြည်သူပိုင်းကြောက်တင်ကားတစ်စီးလေရင်ကတ်တစ်စီးထော်လာကြီး2စီးနဲ့ဒေသခံတွေရဲ့ဆိုင်ကယ်စီဒီယမ်တုံးတဲ့ကြောက်ကိုအတင်းကျပ်လူရဲယူဆောင်သွားခဲ့ကြပါတယ်။ဒါတွေမကသေးပါဘူး။ကတိဝကျေးရွာကနေတလုံးနဲ့ကြောက်လေကားကျေးရွာကနေအိမ်လေးလုံးကိုလည်းမိရှုဖျက်ဆီးခဲ့ကြသလိုစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးအကြောင်းမဲ့ပစ်ခတ်မှုကြောင့်ကတိဝကျေးရွာကနောက်ထပ်နေအိမ်တလုံးလည်းပျက်စီးခဲ့ရပါတယ်။အဆိုးဆုံးကတော့စစ်သားတွေဟာဒေသခံပြည်သူ10ဦးကိုလူသားတိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီးဒေါ်လန်တွေမှာလိုင်းဖြတ်ဖြစ်လာကစစ်သားတွေအတွက်ထမင်းချက်ခိုင်းတာတွေကိုလည်းကောင်းအဓမ္မခိုင်းစေခဲ့ပါတယ်။စစ်ကောင်စီတပ်သားတွေရဲ့ခိုင်းစေမှုကိုစိတ်တိုင်းကြမလွတ်ဆောင်ပေးနိုင်ရင်တနက်တောက်တွေနဲ့ရရက်ဆက်ဆက်ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တာတွေကိုပါကျူးလွန်နေကြပါတယ်။ဒီကဲ့သို့သောမြန်မာနိုင်ငံတွင်းကစစ်ရာဇဝမှုတွေနဲ့ပတ်သက်ပြီးကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုရန်တရား IMN ရဲ့အကြီးအကဲနီကိုလတ်ကူမဂျီယန်ကလည်းစိုးရိမ်ဖွယ်ရာအခြေအနေတွေကိုထုတ်ဖော်ပြောကြားထားပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ17ရက်နေ့ကထုတ်ပြန်ခဲ့တဲ့2026ခုနှစ်ပတ်လည်အစီရင်ခံစာအရမြန်မာနိုင်ငံတဝန်းလုံးမှာတားဆီးပိတ်ပင်ထားတဲ့စစ်ရာဇဝမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝမှုတွေဟာစက်တိုက်တိုးမြင့်ဖြစ်ပွားနေစေဖြစ်ပါတယ်။အယက်သားပြည်သူတွေဟာလေကြောင်းကနေဘုံကျဲခံရလို့နေ့စဉ်သေဆုံးနေရတယ်လို့ကလေးငယ်တွေပညာသင်ကြားနေတဲ့စာသင်ကျောင်းတွေ၊ဖျားကျောင်းတွေနဲ့ဆေးရုံဆေးခန်းတွေဟာလည်းပြစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးခြင်းခံနေရပါတယ်။ထို့ပြင်မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ထောင်ထဲချီတဲ့ပြည်သူတွေဟာစစ်ကြောရေးစခန်းတွေမှာလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအပါအဝင်ရက်စက်ကြမ်းကြုတ်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကိုခံစားနေကြရပါတယ်။ IOM အဖွဲ့အနေနဲ့မြေပြင်ကိုတိုက်ရိုက်ဝင်ရောက်စုံစမ်းခွင့်မရရှိပေမဲ့နေဆက်ကိုဖျက်ကျော်ထွက်ပြေးလာကြတဲ့မျက်မြင်သက်သေတွေနဲ့ဆက်သွယ်စုံစမ်းတာတွေဂျိုဒုတပ်ပုံတွေကိုအသုံးပြုပြီးရွာတွေမီးရှို့ခံရတဲ့အထောက်ထားတွေကိုစုဆောင်းတာတွေအပြင်ဆိုရှယ်မီဒီယာတွေပေါ်မှာကျူးလွန်သူတွေကိုယ်တိုင်ဂုဏ်ယူဝင်ကြွားစွာတင်ထားတဲ့ညှဉ်းပန်းနှိပ်စက်မှုဗီဒီယိုတွေကိုပါချက်လက် software တွေအသုံးပြုပြီးစနစ်တကျမှတ်တမ်းတင်သိမ်းဆည်းနေပါတယ်။ ICC လို့ခေါ်တဲ့နိုင်ငံတကာရာဇဝတ်တရားရုံးရဲ့တရားစွဲဆိုရေးအရာရှိကပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလအတွင်းကစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုပြင်ပရန်ထုတ်ဖို့တောင်းဆိုခဲ့ပေမဲ့လက်ရှိကမ္ဘာအခြေအနေတွေနဲ့ဂါဇာဒေသစုံစမ်းစစ်ဆေးမှုဆိုင်ရာဖိအားတွေကြောင့်တရားသူကြီးတွေကအဲ့ဒီဖောင်ဝရမ်းလျှောက်ထားမှုတွေကိုလျှို့ဝှက်အဆင့်ဖြစ်သတ်မှတ်ထားပြီးနိုင်ငံတကာကိုထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။သို့တော်လည်းစစ်ရာဇဝမှုကျူးလွန်သူတွေအနေနဲ့ဘလောက်ပဲအချိန်တွေကြာပါစေတမိုင်းမှာတာဝန်ခံမှုဘယ်တော့မှလွတ်မြောက်သွားမှာမဟုတ်ကြောင်းနဲ့တရားမျှတမှုကနှေးကွေးခြင်းနှေးကွေးလိမ့်မယ်ဒါပေမဲ့တနေ့မှာတော့မလွဲမသွေရောက်ရှိလာမှာဖြစ်ကြောင်းနီကိုလတ်ကူမဂျီယန်ကတိုက်တွန်းပြောဆိုထားပါတယ်။မန္တလေးမြို့ပေါ်ကတရားဥပဒေစိုးမိုးရေးပြပြနေတဲ့ရာဇဝတ်မှုသတင်းတစ်ခုကိုဆက်ပြီးကြည့်အောင်ပါမဟာအောင်မြေမြို့နယ်ဒေဝဝရှိရက်ကွက်82လမ်း38လမ်းနဲ့39လမ်းကြားမှာရှိတဲ့ကြောက်မြတ်ရတနာရောင်းဝယ်ရေးစခန်းအတွင်းမှာကြောက်ကုန်တဲ့တဦးကိုဖြူစော်ထိအဖွဲ့ဝင်၄ဦးကတနက်ပြဓာစီပြီးငွေသားတွေနဲ့တန်ဖိုးကြီးကြောက်မြတ်ရတနာတွေကိုပေါ်ပေါ်ထင်ထင်လူရဲယူဆောင်သွားခဲ့ကြပါတယ်။စုံစမ်းစစ်ဆေးချက်တွေအရဓမြတိုက်လူရက်သူ၄ဦးဖြစ်တဲ့ဈေးမျိုးထက်ဟန်လင်းထက်ဇွဲမင်းထက်နဲ့ကောင်းမြတ်တို့ဟာခင်ချမ်းဖက်အစွန်းရောက်ဘုံကြီးလို့လူသိများတဲ့ပောက်ကူတော်ရဲ့တပည့်ရင်းတွေဖြစ်တယ်လို့ဒေသခံတွေကအခိုင်အမာပြောဆိုကြပါတယ်။ဒါပေမဲ့ပောက်ကူတော်ကတော့အဲ့ဒီခြေလွန်သူ၄ဦးဟာသူ့ရဲ့တပည့်တွေမဟုတ်ပါဘူးဆိုပြီးဆိုရှယ်မီဒီယာကနေတဆင့်ရိုင်းဆိုင်စွာနဲ့ညှင်းဆိုထားပါတယ်။ဒေသခံတွေရဲ့ပြောပြချက်အရမန္တလေးမြို့ကလူမိုက်ဂိုင်းတွေနဲ့ဖြူစောတိအဖွဲ့ဝင်မှန်သမျှဟာပောက်ကူတော်ရဲ့ကွန်ရက်အောက်မှာခိုလုံနေကြတာဖြစ်ပြီးစစ်ကောင်စီရဲ့အကာအကွယ်နဲ့အယက်သားပြည်သူတွေစီကနေစက်ကြီးကောက်တာတွေလူငယ်တွေကိုပေါ်တာဆွဲတာတွေမြေယာတွေကိုမတရားလူယူတာတွေနဲ့လောင်ကစားဝိုင်းတွေကိုလွတ်လွတ်လပ်လပ်လုပ်ကင်ပြီးဒုစရိုက်လုပ်ငန်းတွေကနေငွေရှာနေကြတာဖြစ်ပါတယ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမန္တလေးမြို့တော်ကြီးရဲ့တရားဥပဒေစိုးမိုးရေးဟာလုံးဝပျက်စီးသွားခဲ့ရပြီးပြည်သူကိုကာကွယ်ရမယ့်စစ်ကောင်စီရဲ့လက်ပါစီတွေကိုယ်တိုင်ကခိုးဆိုးလူနိုင်ဂိုင်းတွေအဖြစ်အသွင်ပြောင်းပြီးတောင်းကျမ်းနေကြရပါတယ်တစ်ဖက်မှာလည်းတားချင်းညီကိုမောင်နှမတွေအချင်းချင်းအပေါ်မှာငဲ့ညာမှုမရှိတော့ပဲမိမိတို့အပေါ်တစ်သက်လုံးတစ္ဆာခံခဲ့တဲ့စစ်မှုထမ်းဟောင်းမိသားစုတွေကိုပါမညာမတာဖိနှိပ်အကြက်ကင်နေတဲ့ဖြစ်ရပ်တစ်ခုလူမှုကွန်ရက်ပေါ်မှာပြန်နေပါတယ်ခြေတုတက်ဆင်ထားရတဲ့မတန်ဆွမ်းစစ်မှုထမ်းဟောင်းတဦးရဲ့ဇနီးဖြစ်သူအသက်50ဝန်းကျင်ရွယ်ရှိတဲ့မိခင်တဦးကသူမရဲ့သားဖြစ်သူတက်ကတူចောင်းသားလေးကိုစစ်ကောင်စီလက်အောက်ခံတွေကစစ်မှုထမ်းဖို့အတွက်အင်တီလာရောက်မကြာခဏဆင့်ခေါ်နှောက်ယှက်နေတဲ့အပေါ်မခံမရနိုင်ဖြစ်ပြီးပောက်ကွဲပြောဆိုထားတဲ့ရုပ်သံဖိုင်ထွက်ပေါ်လာခဲ့ပါတယ်
အဲ့ဒီမိခင်ဖြစ်သူကသူမရဲ့သားဟာအသက်25နှစ်အရွယ်ပညာသင်ကြားနေစေ။ကျောင်းသားဖြစ်ကြောင်းအထောက်အထားတွေသူမရဲ့ခင်မွန်းကိုယ်တိုင်စစ်တပ်အတွက်ခြေထောက်တစ်ဖက်ပေးဆက်ခဲ့ရတဲ့အထောက်အထားတွေကိုပြသပြီးစစ်ကောင်စီကိုနာကျင်စွာနဲ့မိကွန်းထုတ်ခဲ့ပါတယ်။ငါသားကိုဘာလို့ဖို့အတွက်ခဏခဏလာခေါ်နေတာလဲ။ငါတို့ကိုပိုင်ပတ်စံနဲ့ကိုကျောင်းထားရတဲ့သားလေးကိုတေတွင်းနဲ့ပို့ဖို့လား။သူ့အဖေလည်းစစ်တပ်အတွက်ခြေထောက်ဖြတ်ပေးခဲ့ရပြီ။ငါတို့မိသားစုကစစ်တပ်အတွက်ဘာတွေထပ်ပြီးပေးဆက်ရအောင်မလဲလို့ငိုကြွေးရင်းမေးမြန်းခဲ့တာဖြစ်ပါတယ်။ဒီဖြစ်ပျက်ကဖော်ပြနေတာကတော့စစ်ကောင်စီရဲ့စစ်တပ်အတွင်းမှာအောက်ခြေတပ်သားအင်အားတွေဘလောက်အထိပြုံးတိနေပြီလဲဆိုတာနဲ့သူတို့ကိုတစ်သက်လုံးတစ္ဆာခံခဲ့တဲ့စစ်မှုထမ်းဟောင်းမိသားစုတွေအပေါ်မှာတောင်မှစာနာငဲ့ညာမှုအလင်းမရှိဘဲတေတွင်းနဲ့အတင်းအကျပ်ဆွဲသွင်းနေတာကိုတွေ့မြင်ရပါတယ်စစ်သားအင်အားမပြည့်မီတော့တဲ့စစ်ကောင်စီဟာမုံရွာမြို့ပေါ်မှာလည်းနေကင်းကြောင်တောင်အင်စည်းကားတွေနဲ့လှည့်လည်ပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေပါတယ်ဒေသခံတွေမျှဝေထားတဲ့ရုပ်သံအထောက်အထားတွေအရစစ်သားတွေနဲ့စစ်တပ်ခန့်ရက်ကွက်အုပ်ချုပ်ရေးမှုတွေပြူစောထီတွေဟာမုံရွာမြို့တွင်းမှာကားတွေနဲ့လှည့်ပြီးတွေ့တဲ့လူငယ်တွေကိုကားပေါ်အတင်းဆွဲတင်ဖမ်းဆီးနေကြပါတယ်။အဖမ်းခံရတဲ့လူငယ်တွေရဲ့မိသားစုတွေစီကနေချက်သိမ်းပေါင်းများစွာနဲ့ပြန်လည်ရောင်းချဝင်ညစ်တာတွေချင်းချောက်တောင်းခံတာတွေကိုအစစ်အစစ်လှုပ်ဆောင်နေကြပါတယ်။ဩဂတ်လ26ရက်ညနေပိုင်းကလည်းမုံရွာမြို့ဖျားအနီးမှာလူငယ်9ဦးထက်မနည်းပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီးအဲ့ဒီအထက်ကဆိုင်ကယ်စီးလာတဲ့လူငယ်တဦးကိုစစ်ကားကမြင်မြင်ချင်းတမင်တကာဝင်တိုက်ပစ်ခဲ့တယ်လို့လဲကျသွားတဲ့လူငယ်ရဲ့မျက်နှာကိုလည်းစစ်သားတွေကစစ်ဖက်တွေနဲ့ကန်ကြောက်ဖမ်းဆီးသွားတာကိုမျက်မြင်တွေ့ရှိသူတွေကပြောပြပါတယ်။ဩဂတ်လ29ရက်နေ့မှာလည်းမုံရွာလမ်းပေါ်ကနန်းတော်ကာဘာဆိုင်တဲ့အထိစစ်သားတွေတနက်တွေနဲ့ဝင်ရောက်စီးနင်းပြီးဆိုင်ထဲကလူငယ်3ဦးကိုမတရားဖမ်းဆီးသွားခဲ့ပါတယ်။မြောက်ဘက်စကိုင်းမြို့မှာရှိတဲ့စစ်တပ်စခန်းတွေကိုတရက်ကိုအမျိုးသား30ကျော်အထိပေါ်တာဆွဲတည်ဆောင်သွားနေတာဖြစ်ပါတယ်။စစ်တပ်ကညနေပိုင်းတွေမှာပေါ်တာဆွဲလေးရှိလို့စက်ရုံတွေကအလုပ်သမားတွေကိုစောစောပြန်လွှတ်ပေးခဲ့ရအခုတော့စစ်တပ်ကနေ့လေ2နာရီခွဲလောက်ကတည်းကစပြီးလမ်းပေါ်ကလူငယ်တွေကိုဖမ်းဆီးနေပါတယ်။အိမ်တွေစီကိုလည်းစစ်မှုထမ်းဖို့အကြောင်းကြားစာတွေပို့ထားပြီးလာရောက်ခြင်းမရှိရင်အိမ်ထိလာရောက်ဖမ်းဆီးမယ်လို့ချင်းချောက်ထားတာကြောင့်လူငယ်တွေမှာအိမ်မာတောင်မအိပ်ရဲပဲတောပုံတောင်ပုံဘဝနဲ့မပြေးတိတ်ရှောင်နေကြရပါတယ်။နိုင်ငံတကာသတင်းတွေကိုလှည့်ကြည့်ရရင်ဖြင့်အရှေ့အလယ်ပိုင်းဒေသမှာရပ်ပေါင်း250ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့အမေရိကန်လေယာဉ်တင်သင်္ဘော USA Braham Lincoln စစ်သင်္ဘောအုပ်စုကြီးဟာလာမယ့်စက်တင်ဘာလ2ရက်နေ့ကနေ6ရက်နေ့အထိထိုင်းနိုင်ငံချုံမူရီခရိုင်မှာရှိတဲ့လမ်းပန်းစိတ်ကမ်းမှာစိုက်ကပ်ပြီးအမှုထမ်းစစ်သည်9000ခန့်ခိတ္တအပန်းဖြေအနားယူကြမှာဖြစ်ပါတယ်ထိုင်းအာဏာပိုင်တွေဘက်ကတော့ဒီခရီးစဉ်ဟာစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့မဟုတ်ပဲပင်လယ်ပြင်မှာကာလရှည်တာဝန်ထမ်းဆောင်ခဲ့ရတဲ့စစ်သည်တွေရဲ့စိတ်ကြမ်းမာရေးနဲ့စားနပ်ရိက္ခာဖြည့်တင်းဖို့အတွက်တသက်တာဖြစ်တယ်လို့ပြောကြားထားပါတယ်။ပတ္တရားမျိုးတော်ဝန်ကတော့အမေရိကန်စစ်သည်9000တောင်ခန့်ကုန်းပေါ်တက်ပြီးစားတောက်ဆိုင်တွေဝန်ဆောင်မှုလုပ်ငန်းတွေမှာတဦးကိုဘတ်1000ကနေ3000ကြားသုံးစွဲသွားကြမှာဖြစ်လို့ရပ်ပိုင်းအတွင်းဒေသတွင်းစီးပွားရေးလုပ်ငန်းတွေစီကိုဘတ်ငွေတန်းချီဝင်ရောက်လာမယ်လို့မျှော်လင့်ချက်ကြီးစွာနဲ့တွက်ချက်ပြောဆိုထားပါတယ်။ထိုင်းနိုင်ငံပတ္တရားမှာပဲဖြစ်ပွားခဲ့တဲ့နောက်ထပ်စိတ်ဝင်စားစရာသတင်းတစ်ခုကတော့အမည်မဖော်လိုတဲ့အလှရှင်တဦးကပတ္တရားမျိုးကအစိုးရဆေးရုံတစ်ခုဖြစ်တဲ့ဗန်လမုံဆေးရုံသို့မဟုတ်ပတ္တရားပထမကုံဆေးရုံကိုလူနာဆောင်တစ်6ထပ်ဆောက်လုပ်လှူဒါန်းဖို့အတွက်ဗတ်တန်း100သို့မဟုတ်အမေရိကန်ဒေါ်လာ3သန်းနီးပါးခန့်ကိုဩဂတ်လ29ရက်နေ့ကလာရောက်လှူဒါန်းသွားခဲ့ပါတယ်။ဒီအလှူငွေတွေကိုစတူယန်မီတာ4350ကျယ်ဝန်းတဲ့ဆေးရုံအဆောက်အုံတစ်ဆောက်လုပ်ရေးမှာအသုံးပြုသွားမှာဖြစ်ပြီးဆေးရုံအုပ်ကြီးဒေါက်တာဝင်းတနတ်စုကဆရာဝန်တွေဝန်ထမ်းတွေကိုစားလက်ခံရရှိခဲ့ကကျေးဇူးတင်စကားပြောကြားထားပါတယ်။တစ်ဖက်မှာတော့ပါကစ္စတန်နိုင်ငံအစ္စလာမာဘတ်မြို့တော်ကအစိုးရဆေးရုံတစ်ခုမှာအင်မတန်ကြေကွဲဝမ်းနည်းစရာကောင်းတဲ့အဖြစ်ဆိုးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဩဂတ်လ16ရက်နေ့မနက်ပိုင်းကကလေးအထူးကြက်မှတ်ကုသဆောင်အတွင်းမှာလေအေးပေးဆက်ဝါယာရှော့ဖြစ်ရာကနေမီးလောင်မှုစတင်ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီချိန်မှာခန်းတွင်းမှာမွေးကင်းစကလေးငယ်15ဦးရှိနေခဲ့ပြီးကယ်ဆယ်ရေးအဖွဲ့တွေကတဦးတည်းကိုသာအသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ကခြံနဲ့မွေးကင်းစကလေးငယ်14ဦးစလုံးမီးလောင်ပြီးအသက်ဆုံးရှုံးသွားခဲ့ရပါတယ်။သူဆက်စစ်ဆေးချက်တွေအရအီးမြကြီးမားတဲ့သေဆုံးမှုဖြစ်ပေါ်ခဲ့ရတာကတော့ဆေးရုံဝန်ထမ်းတွေကကလေးတွေသူတစ်ပါးခိုးယူသွားမှစိုးရိမ်တဲ့အကြောင်းပြချက်နဲ့အရေးပေါ်ထွက်ပေါက်အပါဝင်တကားအားလုံးကိုအတွင်းဘက်ကနေတော့ခတ်ပိတ်လောင်ထားခဲ့ကြလို့ဖြစ်ပါတယ်။ဒါကြောင့်မလို့မိသက်သမားတွေလာရောက်ချိန်မှာအခန်းတွင်းကိုအလွယ်တကူဝင်ရောက်မကယ်တင်နိုင်ခဲ့ပဲကလေးငယ်တွေသေဆုံးခဲ့ရတာဖြစ်လို့ပါကစ္စတန်ဝန်ကြီးချုပ်ကိုယ်တိုင်အရေးပေါ်အစုံစမ်းစစ်ဆေးရေးဖွဲ့စည်းခိုင်းထားပြီးတာဝန်ပေါ်ရော့ခဲ့တဲ့ကျန်းမာရေးဝန်ကြီးဌာနအရာရှိတချို့ကိုယာတုကနေရပ်ဆိုင်းအရေးယူထားပါတယ်။တခါပြည်တွင်းကစီးပွားရေးနဲ့ကုန်စည်နှုန်းကြီးမြင့်မှုဒုက္ခတွေကိုပြန်လည်လှည့်ကြည့်ချင်ပါတယ်။ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာပြည်ပကပြန်လည်ရောက်ရှိလာတဲ့ခရီးသည်တွေတည်ဆောင်လာတဲ့ကိုယ်ပိုင်ပစ္စည်းတွေကိုအကောက်ခွန်ဝန်ထမ်းတွေကတက်တက်ကြက်ကြက်စစ်ဆေးပြီးမတရားသိမ်းဆည်းငွေညှင်းမှုတွေဩဂုတ်လအတွင်းမှာအဆိုးရွားဆုံးအခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။ Custom လို့ခေါ်တဲ့လေဆိပ်အကောက်ခွန်ဝန်ထမ်းတွေဟာခရီးသည်တွေရဲ့ခရီးဆောင်အိတ်တွေထဲမှာတွားတိုက်စေးကအစားတူညီတဲ့အမျိုးအစားတစ်ခုထက်ပိုပါလာရင်ဒါဟာကိုယ်တိုင်သုံးဖို့မဟုတ်ပဲစီးပွားဖြစ်ရောင်းချမဲ့ရောင်းကုန်ပစ္စည်းတွေအဖြစ်သတ်မှတ်ပြီးအဖမ်းခံရရင်ပြန်လည်ထုတ်ပေးခြင်းလုံးဝမရှိတော့ပါဘူး။အလှကုန် cosmetics တွေနဲ့ဆေးဝါးတွေပါလာရင်တော့ FDA လိုင်စင်မရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့လုံးဝသိမ်းယူပြီးပြန်မရွေးခိုင်းတော့သလို Uniqlo လိုနာမည်ကြီးအမတ်တစိမ့်အဝတ်ထည်တွေကိုလည်းပြစ်မှတ်ထားပြီးတွေ့တာနဲ့သိမ်းဆည်းနေပါတယ်။
ကာဂိုလုပ်ငန်းရှင်တွေရဲ့အဆိုအရစစ်ကောင်စီကထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေဖြစ်တဲ့ကမ်ချနဘူရီနဲ့ဖျားသုံးစုလမ်းပိုင်းတွေကိုပိတ်ဆို့လိုက်ပြီးနောက်ပိုင်းပြည်တွင်းမှာကုန်ပစ္စည်းတွေရှားပါးလာပြီးဈေးနှုန်းတွေတက်လာခဲ့ပါတယ်။ဒါကြောင့်လေကြောင်းလိုင်းကိုအားကိုးပြီးအေးခါကိုစနစ်တွေနဲ့တနိုင်တပိုင်တည်ယူရောင်းချသူတွေပြည်ပကအပြန်အိမ်သုံးဖို့ဝယ်လာသူတွေစီကနေလေဆိပ်ဝန်ထမ်းတွေကကော့စတန်ဥပဒေတွေကိုအကြောင်းပြကတဲကိုကြက်တသိန်းစီအတင်းကျပ်ပေးဆောင်ခိုင်းပြီးမတရားငွေညစ်ရှာဖွေသိမ်းဆည်းနေကြတာဖြစ်ပါတယ်။ဒီတော်တွင်မှာပဲမြန်မာလူသားတွေပြည်တွင်းကမိသားစုတွေစီကိုလာစဉ်ထောက်ပံ့ငွေတွေပေးပို့နေရတဲ့မိုဘိုင်းဘဏ်စနစ်တွေကိုစစ်ကောင်စီဗဟိုဘဏ်ကမနက်ဖြန်ဩဂတ်လ28ရက်နေ့နောက်ဆုံးထားပြီးအပိတိုင်ပိတ်ပင်ဖို့ပြည်တွင်းပုဂ္ဂလိကဘဏ်တွေကိုအရေးပေါ်ညွှန်ကြားလိုက်ပါတယ်ဗဟိုဘဏ်ရဲ့ညွှန်ကြားချက်အရပြည်ပနိုင်ငံတွေမှာရောက်ရှိနေထိုင်ကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ KBZ Pay, CB Pay စတဲ့ digital ငွေပေးချေမှုစနစ်တွေကိုဝင်ရောက်အသုံးပြုလို့မရအောင် geo blocking လို့ခေါ်တဲ့နယ်မြေကန့်သတ်ခြင်း location based restriction တည်နေရာခြေစိုက်ကန့်သတ်ခြင်းနဲ့ IP based restriction internet လိပ်စာလိုက်ပိတ်ပင်ခြင်းစတဲ့နည်းပညာတွေသုံးပြီးဖျက်တောက်ဖို့ဖြစ်ပါတယ်ဘဏ်တွေအနေနဲ့ယခုပိတ်ပင်မှုလုပ်ငန်းတွေကိုလှုံ့ဆော်ပြီးစီးတဲ့အခြေအနေကိုဩဂတ်လ28ရက်နေ့ထက်နောက်မကြပဲဗဟိုဘဏ်စီအရေးပေါ်အစီရင်ခံတင်ပြရမှာဖြစ်ပါတယ်။ဩဂတ်လ26ရင်းနေ့ကစလို့ CB Pay ကိုထိုင်းနိုင်ငံဘက်ကနေသုံးစွဲလို့မရတော့ဘဲစတင်ပိတ်ပင်နေပြီဖြစ်လို့ပြည်ပရောက်လုံသားတွေနဲ့တင်မောသားတွေရဲ့ကြားမှာမိသားစုတွေစီကိုငွေပို့ဖို့လုံးဝလမ်းစာပိတ်သွားမှာကိုအလွန်အမင်းစိုးရိမ်ပူပန်နေကြရပါတယ်။ဒီလိုဘဏ်စနစ်တွေနဲ့ပတ်သက်ပြီးပြည်သူတွေရဲ့ဗနာရေးလုံခြုံမှုဟာလည်းအလွန်စိုးရိမ်စရာကောင်းနေပါတယ်။ဩဂတ်လ24ရက်နေ့ကထွက်ပေါ်လာတဲ့သတင်းအရပြည်တွင်းကနာမည်ကြီးပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ကမ္ဘောဇဘဏ်အေယာဝတီဘဏ်ရိုးမဘဏ်နဲ့ပါရမီတက္ကသိုလ်တို့ရဲ့အရေးကြီးအချက်လက်တွေကိုဟက်ကာအဖွဲ့တစ်ဖွဲ့ကတိုက်ခိုက်ပြီးအချက်လက်တွေခိုးယူပေါက်ကြားသွားစေခဲ့ပါတယ်။အဲဒီဟက်ကာအဖွဲ့ကမြန်မာနိုင်ငံမှာရှိတဲ့အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့အချက်လက်တွေကိုပါရရှိထားတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ဇွန်လအတွင်းကလည်းအေယာဝတီဘဏ်ဟာစိုက်ဘာတိုက်ခိုက်မှုခံခဲ့ရပြီးဘဏ်အသုံးပြုသူတွေရဲ့ရှောက်လွှာရချက်လက်တချို့ပေါက်ကြားခဲ့တယ်လို့ဘဏ်ကိုယ်တိုင်ကဝန်ခံထားရပူပါတယ်။စစ်ကောင်စီလက်အောက်မှာတိုင်းပြည်ရဲ့အခြေခံအဆောက်အအုံတွေဖြစ်တဲ့ digital လုံခြုံရေးစနစ်ကြီးတစ်ခုလုံးဟာအပိတိုင်ပျက်စီးယိုယွင်းနေပြီဖြစ်ပါတယ်။ကုန်စည်နှုန်းကြီးမြင့်မှုတွေအကြားမှာပဲရန်ကုန်တိုင်းလှိုင်းသာယာအခြေပိုင်းမြို့နယ်မှာရှိတဲ့ကင်းမွန်အထည်ချုပ်စက်ရုံကအလုပ်သမားတွေဟာမိမိတို့ရဲ့စားဝတ်နေရေးကြက်တဲလွန်းလို့လစာနဲ့ခန်းစားခွင့်တွေတိုးမြင့်ပေးဖို့ဆန္ဒပြတောင်းဆိုခဲ့ကြရာဩဂုတ်လ9ရက်နေ့မှာစက်ရုံတာဝန်ရှိသူတွေနဲ့သဘောတူညီမှုရရှိခဲ့ပါတယ်။ဒါပေမဲ့သဘောတူညီချက်ရရှိပြီးရပ်ပိုင်းအတွင်းမှာပဲလုံသက်8နှစ်ထက်ရှိတဲ့ဝန်ထမ်းဟောင်းတွေရဲ့စုချင်းငွေတွေကိုစက်ရုံဘက်ကအကြောင်းမဲ့ဖြစ်တော့ဖြစ်ခဲ့ပါတယ်။အလုပ်သမားတွေကအလုပ်သမားဦးစီးဌာနကိုတွားရောက်တိုင်ကြားခဲ့ရာစက်ရုံအာဏာပိုင်တွေကဩဂုတ်လ18ရက်နေ့မှာအလုပ်သမားခေါင်းဆောင်12ဦးကိုတဦးချင်းစီအလုပ်ကနေမတရားထုတ်ပယ်ပစ်ခဲ့ပါတယ်။ဒါတင်မကပဲစက်ရုံတာဝန်ခံတွေကအလုပ်သမားတွေကိုမီဒီယာတွေစီသတင်းပေးရင်တရားစွဲဆိုထောင်ချမယ်ဆိုပြီးအကြောက်တရားနဲ့ဖိနှိပ်အုပ်ချုပ်ဖို့ကြိုးပမ်းနေကြပါတယ်။ဤပညာအလွဲသုံးစားလုပ်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းကရင်ပြည်နယ်မြောက်ရီမြို့နယ်အတွင်းကအွန်လိုင်းငွေလိမ်နေတဲ့ကြားဖြန့်လုပ်ငန်းခွင်တွေမှာလူသားတွေအစားအရေးတူ AI နည်းပညာတွေဖြစ်တဲ့ ChatGPT နဲ့ Gemini လိုနည်းပညာတွေကိုတွင်းကြက်အသုံးပြုပြီးလူတွေကိုလိမ်လည်နေကြပါတယ်။ AI စနစ်တွေကိုသုံးပြီးတားကောင်တွေစီပုံမဲ့စာတွေကိုအလိုလျောက်ရေးသားတာဘာသာပြန်တာနဲ့လူအများပြားကိုတပြိုင်နက်တည်းဆက်သွယ်ပြီးယုံကြည်မှုရအောင်လိမ်လည်နေကြတာဖြစ်ပါတယ်။ကြားပြန်စခန်းတစ်ခုကနေလွတ်မြောက်လာတဲ့အိန္ဒိယနိုင်ငံသားတဦးရဲ့အဆိုအရသူဟာတလအတွင်းနိုင်ငံပေါင်း100နိုင်ငံကလူပေါင်း9000ခန့်ကိုပြစ်မှတ်ထားလိမ်လည်ဖို့အတွက်ကြားပြန်စခန်းတွေမှာတနက်မိုးပြီးအတင်းအကျပ်ခိုင်းစေခြင်းခံခဲ့ရကြောင်းသိရပါတယ်။ကမ္ဘာတစ်ဖက်ခြမ်းကဗန္ဒာရေးနဲ့နိုင်ငံတကာစီးပွားရေးအလဲပြောင်းတွေကိုဆက်လက်တင်ဆက်ပေးသွားပါမယ်။လက်ရှိကမ္ဘာရွှေဈေးနဲ့ငွေကြေးဈေးကွက်တွေဟာအမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌကီဗင်ဝေါ့ရှ်ရဲ့ဂျက်ဆင်ဟိုးစီဝေးပွဲမှာပြောကြားမဲ့မိန့်ခွန်းကိုစိုးရိမ်တကြီးနဲ့တောင်းမျှော်နေကြပါတယ်။အမေရိကန်ရဲ့10နှစ်သက်တမ်းရှိအစိုးရငွေတိုက်စာချုပ်အတိုးနှုန်းဟာ4.69%ကနေ4.68%ဝန်းကျင်မှာဆက်တိုက်မြင့်တက်နေပြီးဒါဟာပြီးခဲ့တဲ့ရက်ပိုင်းကထွက်ပေါ်ခဲ့တဲ့အမေရိကန်ငွေကြေးဖောင်းပွားမှုအခြေအနေတွေကြောင့်လာမယ့်ဒီဇင်ဘာလမတိုင်ခင်ဗဟိုဘဏ်ကအတိုးနှုန်းထပ်မံမြင့်တင်နိုင်ခြေ80%ကျော်ရှိနေတာကိုပြသနေပါတယ်။ဒါပေမဲ့စက်တင်ဘာလစီဝေးပွဲမှာတော့အတိုးနှုန်းကိုမပြောင်းလဲပဲထားရှိဖို့65%အထိမျှော်လင့်ထားကြပါတယ်။တစ်ဖက်မှာလည်းကင်းဆက်စီးတီးဗဟိုဘဏ်ဥက္ကဋ္ဌဂျက်စမစ်ကလက်ရှိငွေကြေးမူဝါဒတွေဟာစီးပွားရေးကိုထိန်းချုပ်နိုင်စွမ်းမရှိသေးဘူးလို့သုံးသပ်ထားတယ်လို့အမေရိကန်ဝန်ကြီးဌာနရဲ့ကျွေးမြီတွေပြန်လည်ဝယ်ယူရေးအစီအစဉ်တိုးချဲ့မှုကြောင့်အမေရိကန်ရဲ့ကျွေးမြီအကျပ်တဲနဲ့ဒေါ်လာတန်ဖိုးကျဆင်းနိုင်ခြေပေါ်ယင်းနှိမ့်နှံသူတွေအကြားစိုးရိမ်မှုတွေတိုးပွားနေပါတယ်။အလားတူပဲဩစတြေးလျနိုင်ငံရဲ့10နှစ်သက်တမ်းအစိုးရငွေတိုက်စာချုပ်အတိုးနှုန်းဟာလည်း9.1%ဝန်းကျင်အထိမြင့်တက်ပြီး9ပတ်တာကာလအတွင်းအမြင့်ဆုံးအခြေအနေကိုရောက်ရှိနေပါတယ်။
ဒါဟာဩစတြေးလျရဲ့ဇူလိုင်လငွေကြေးဖောင်းပွားမှုနှုန်းထားတွေမြင့်တက်ခဲ့တယ်လို့အိမ်ထောင်စုတွေရဲ့သုံးစွဲမှုဟာလည်း1.1%ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့လို့ဖြစ်ပါတယ်အတိုးနှုန်းတွေမြင့်မားနေပေမဲ့ပြည်တွင်းဝယ်လိုအားကအားကောင်းနေစေဖြစ်လို့ NAB ဘဏ်ကြီးကလာမယ့်လမှာအခြေခံတိုးနှုန်းကို4.6%ရာခိုင်နှုန်းအထိထပ်မံမြင့်တင်လိမ့်မယ်လို့ခန့်မှန်းထားပြီး CBA နဲ့ ANZ ဘဏ်ကြီးတွေကတော့လာမယ့်နိုဝင်ဘာလမှာအတိုးနှုန်းမြင့်တင်ဖို့ခန့်မှန်းထားကြပါတယ်အိန္ဒိယဂျပန်နိုင်ငံမှာတော့ဂျပန်ယန်းငွေတန်ဖိုးဟာဒေါ်လာကို159.4 ယန်းဘိုးကျင်မှာရှိနေပြီးတိုကျိုနဲ့ဝါရှင်တန်တို့ပူးပေါင်းပြီးငွေလဲနှုန်းကိုဆွတ်ဖက်ခဲ့တာတစ်လနီးပါးရှိလာပေမဲ့ရန်ငွေတန်ဖိုးဟာဆက်လက်တုံ့ပြန်နေရဆဲဖြစ်ပါတယ်ဂျပန်နိုင်ငံနဲ့အခြားအဓိကစီးပွားရေးနိုင်ငံကြီးတွေကြားကအတိုးနှုန်းကွာဟချက်ကြီးမားလွန်းနေလို့ရှင်းနှီးမြှုပ်နှံသူတွေကအတိုးနှုန်းတက်တာတဲ့ရန်ငွေကိုချေယူပြီးပြည်ပကအကျိုးမြတ်များတဲ့ပိုင်ဆိုင်မှုတွေမှာပြောင်းရွှေ့မြှုပ်နှံနေကြလို့ဖြစ်ပါတယ်ဒါကြောင့်ဂျပန်ဗဟိုဘဏ်အနေနဲ့ရန်ငွေတန်ဖိုးကျဆင်းမှုနဲ့တွင်းကုန်ကြောင့်ဖြစ်ပေါ်လာတဲ့ငွေကြေးဖောင်းပွားမှုကိုထိန်းချုပ်ဖို့လာမယ့်စက်တင်ဘာလစည်းဝေးပွဲမှာအတိုးနှုန်းမြင့်တင်လိမ့်မယ်လို့မျှော်လင့်နေကြပါတယ်တိုကျိုမြို့ရဲ့ဩဂတ်လငွေကြေးဖောင်းပွားမှုဟာလည်း9လတာကာလအတွင်းအမြင့်ဆုံးကိုရောက်ရှိခဲ့တယ်လို့ဇူလိုင်လရဲ့အလုပ်လက်မဲ့နှုန်းကတော့2.4%ရာခိုင်နှုန်းအထိကျဆင်းခဲ့ပါတယ်ကမ္ဘာစွမ်းအင်ဈေးကွက်ကိုကြည့်ရရင်လည်းဥရောပရဲ့သဘာဝဓာတ်ငွေဈေးနှုန်းဟာတမက်ကဝက်နာရီကို68.5 ယူရိုအထိမြင့်တက်ခဲ့ပြီး2023ခုနှစ်ဇန်နဝါရီလနောက်ပိုင်းအမြင့်ဆုံးအခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။ဒါဟာအရှေ့လယ်ပိုင်းဒေသတွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြပြလာပြီးသမ္မတထရန့်ကပြီးခဲ့တဲ့ဇွန်လအတွင်းကအီရန်နဲ့သဘောတူထားတဲ့စာချုပ်အသစ်ကိုပြန်လည်အသက်သွင်းဖို့စိတ်ဝင်စားမှုမရှိဘူးလို့ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်ရေနံနဲ့စွမ်းအင်ထောက်ပံ့မှုဆိုင်ရာစိုးရိမ်မှုတွေကြီးမားလာလို့ဖြစ်ပါတယ်။ပါကစ္စတန်နဲ့အီရန်တို့ကြားတင်းမာမှုတွေရောကြဖို့ဆွေးနွေးမှုတွေရှိခဲ့တယ်လို့အီရန်နဲ့အိုမန်တို့ကြားဟော်မုတ်ရေလက်ကြားရဲ့အခွန်ဘဏ္ဍာခွဲဝေမှုတွေသဘောတူညီချက်ရရှိခဲ့ပေမဲ့အမေရိကန်ဘက်ကအီရန်ပေါ်ပိတ်ဆို့မှုတွေချိန်မြင့်တင်လိုက်လို့ကာတာနိုင်ငံကလာမယ့်အရေးပြောသဘာဝဓာတ်ငွေတင်ပို့မှုတွေတောင်းနှင်းကြန့်ကြာနေပြီးဥရောပနိုင်ငံတွေအနေနဲ့လာမယ့်ဆောင်းရာသီမတိုင်ခင်စွမ်းအင်တိုးလောင်မှုမလုံလောက်မှာကိုအသေးအတန်စိုးရိမ်နေကြရပါတယ်။တပတ်အတွင်းမှာတင်ဥရောပသဘာဝဓာတ်ငွေဈေးနှုန်းဟာ3%ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ပါတယ်။အမေရိကန်ရဲ့အပူပေးစီသဘာဝဓာတ်ငွေဈေးနှုန်းဟာလည်းတကားလန်ကို4.16 ဒေါ်လာအထိမြင့်တက်ခဲ့တယ်လို့73စီအရေးသွေးမြင့်မားတဲ့ဓာတ်ဆီဈေးနှုန်းဟာလည်းတကားလန်ကို3.38 ဒေါ်လာအထိမြင့်တက်ပြီးငါးပတ်တာကာလအတွင်းအမြင့်ဆုံးအခြေအနေမှာရှိနေပါတယ်။ပင်လယ်နက်အတွင်းစစ်ရေးတင်းမာမှုတွေကြောင့်ရုရှားကယူကရိန်းအပေါ်စစ်ရေးဖိအားတွေပုံမှုပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့ရုရှားရဲ့73စီတန်းစင်စက်ရုံတွေတိုက်ခိုက်ခံရမှုကြောင့်ရေနံထုတ်လုပ်မှုစံချိန်တင်ကျဆင်းခဲ့ပါတယ်။အမေရိကန်ရဲ့စွမ်းအင်အချက်လက်ထုတ်ပြန်ချက်အရလည်းပြီးခဲ့တဲ့အပတ်က73စီတိုးလောင်မှုဟာ1.2 မီလီယံစီအထိရောကျသွားခဲ့လို့စံချိန်တင်ကုန်ပစ္စည်းရှားပါးမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။တရုတ်နိုင်ငံရဲ့စတော်ဈေးကွက်ကတော့အမေရိကန်ရဲ့ပိတ်ဆို့မှုချိန်ချောက်မှုတွေကြားကပဲရှန်ဟိုင်းအညွန့်ကိန်းဟာ3.1 ရာခိုင်နှုန်းမြင့်တက်ပြီး3.960အထိရှိခဲ့တယ်လို့ရှန်ကျန်းအညွန့်ကိန်းဟာလည်း3.5 ရာခိုင်နှုန်းမြင့်တက်ပြီး14.22အထိရှိခဲ့ပါတယ်။အမေရိကန်သမ္မတထရန့်နဲ့ဗန်နာရေးဝန်ကြီးစကော့ဘက်ဆင်ဒတ်တို့ကအီရန်ရဲ့ရေနံဝင်ငွေတွေကိုကူညီလွှဲပြောင်းပေးနေတဲ့တရုတ်ဘဏ်တွေကိုပိတ်ဆို့အရေးယူမဲ့ပြင်တရုတ်ကုန်ပစ္စည်းတွေပေါ်9.5 ရာခိုင်နှုန်းထိအခွန်တွေထပ်မံချမှတ်မယ်လို့ချိန်ချောက်ထားပေမဲ့နိုင်ငံခြားမှာတော့လာမယ့်လမှာပြုလုပ်မဲ့တရုတ်သမ္မတရှီကျင်းဖျင်ရဲ့အမေရိကန်ခီးစဉ်အတွက်ပြင်ဆင်မှုတွေကိုဆက်လက်လှုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။စင်ကာပူနိုင်ငံတရားရုံးချုပ်မှာတော့ဂျပန်အခြေစိုက်မီဇူဟိုဘဏ်ကနေပြီးတော့တန်ရီကျိုတတ်တုရောင်းဝယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Radiant Walzer ကိုတရားစွဲဆိုလိုက်ပါတယ်။အဲ့ဒီကုမ္ပဏီဟာဘဏ်တွေစီကနေငွေကြေးထောက်ပံ့မှုတွေရယူဖို့အတွက်အကောက်ခွန်နဲ့ပို့ကုန်ဆိုင်ရာစာရွက်စာတမ်းတွေကိုအသုံးပြုခဲ့တယ်ဆိုပြီးဘဏ်ဘက်ကဆွဆွဲတရားစွဲဆိုထားတာဖြစ်ပါတယ်။တဘာဝဘေးအန္တရာယ်သတင်းတွေအနေနဲ့ဂျပန်နိုင်ငံဘက်မှဩဂတ်လ26ရက်ညပိုင်းကစပြီးအင်မတန်ပြင်းထန်တဲ့မိုးတဲထန်စွာရွာသွန်းမှုကြောင့်မြေပြိုမှုတွေနဲ့ရေကြီးမှုတွေဖြစ်ပေါ်ခဲ့လို့အာဏာပိုင်တွေကရေးပေါ်သတိပေးချက်အမြင့်ဆုံးအဆင့်ကအထိထုတ်ပြန်ခဲ့ရပါတယ်။ဝီကာဝါနဲ့ယာမကာတာခရိုင်တွေမှာစံချိန်တင်မိုးရွာသွန်းခဲ့ပြီးဟီမဂျီမြို့မှာဆိုရင်12နာရီအတွင်းမိုးရေချိန်312မီလီမီတာအထိစံချိန်တင်ရွာသွန်းခဲ့တယ်လို့တနင်္လာရီကိုမိုးရေချိန်64မီလီမီတာအထိတဲကြီးမဲကြီးရွာသွန်းခဲ့ပါတယ်။မြို့ပေါ်ကအင်ဂျင်တွေရေနစ်မြုပ်ခဲ့တယ်လို့ကယ်ဆယ်ရေးသမားတွေကလည်းပြီးမိနေသူတွေကိုကယ်ထုတ်နေရပါတယ်။ကိုမတ်စုလေစိတ်ကပြန်တမ်းမဲ့လေရင်ခီးစဉ်6ခုကိုဖျက်သိမ်းခဲ့ရတယ်လို့ရထားလမ်းပိုင်းချို့လည်းရက်ဆိုင်ခဲ့ရပါတယ်။အင်ဒိုနီးရှားနိုင်ငံ Flores ကျွန်းမှာလည်းဩဂတ်လ29ရက်နေ့ကအင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးငလျင်လှုပ်ခတ်ပြီးနောက်မှာအနီးနားကမီးတောင်တစ်ခုပြင်းထန်စွာပောက်ကွဲပြီးပြာပူတွေနဲ့မီးခိုးလုံးကြီးတွေမိုင်ပေါင်းများစွာထိထွက်ပေါ်ခဲ့လို့ဒေသခံတွေအထိတ်တလန့်ထွက်ပြေးခဲ့ရပါတယ်။လက်ရှိအချိန်အထိတော့အဆောက်အုံပျက်စီးမှုနဲ့လူထိခိုက်ဒေဆုံးမှုအခြေအနေတွေကိုအာဏာပိုင်တွေကအတည်ပြုနိုင်ဖို့စုံစမ်းနေဆဲဖြစ်ပါတယ်။တစ်ပတ်မှလည်းမြန်မာနိုင်ငံဘက်ကနေအိန္ဒိယနိုင်ငံထဲကိုမူရစ်ဆေးဝါးတွေတည်ဆောင်ဖြန့်ဖြူးနေတဲ့မှောက်ခိုလမ်းကြောင်းတစ်ခုပေါ်ထွက်လာပါတယ်။
အိန္ဒိယအာဏာရေးဘက်တပ်ဖွဲ့နဲ့ DRI တို့ပူးပေါင်းပြီးဩဂုတ်လ25ရက်နဲ့26ရက်ညပိုင်းကအာသံပြည်နယ်ကာချခရိုင်လက်ခီဘူမြို့နယ်ဂျူချမ်းပါဟာဒေသမှာတာတာထရက်ကားတစ်စီးကိုစစ်ဆေးရှာဖွေခဲ့ရမှာစုစုပေါင်းအလေးချိန်60ကီလိုဂရမ်ခန့်ရှိတဲ့ယာဘဆေးပြား9,600,000အိန္ဒိယရူပီငွေ168ခရေခန့်တန်ဖိုးရှိတဲ့မူရစ်ဆေးဝါးတွေကိုဖမ်းဆီးရမိခဲ့ပြီးတဲဆောင်သူတအုပ်ကိုလည်းဖမ်းဆီးခဲ့ပါတယ်။အာသံပြည်နယ်ဝန်ကြီးချုပ်ဟီမတာဘစ်ဆွာဆာမာကတော့မူရစ်ဆေးဝါးမောက်ခိုကိုင်းတွေဟာရခိုင်ကအသုံးပြုလေ့ရှိတဲ့မဏိပူရပြည်နယ်မိုရီနဲ့မီဇိုရမ်ပြည်နယ်လမ်းကြောင်းတွေမှာလုံခြုံရေးတင်းကျပ်လွန်းတဲ့အတွက်လမ်းကြောင်းသစ်အဖြစ်အရုဏာချာပရာဒစ်ပြည်နယ်ချန်လန်းခရိုင်ကိုဖျက်ဆီးပြီးအာသံပြည်နယ်တင်စုကီယာခရိုင်ဘက်ကိုတည်ဆောင်ဖို့ကြိုးပမ်းလာကြတယ်လို့ထုတ်ဖော်ပြောကြားထားပါတယ်။ပြည်တွင်းကစိတ်ဝင်စားစရာအမှုဖြစ်စဉ်တစ်ခုအနေနဲ့ရန်ကုန်မြို့ကမာရွတ်မြို့နယ်တရားရုံးကနေပြီးခဲ့တဲ့ဩဂုတ်လ25ရက်နေ့ကအမေရိကန်တန်တမန်ဟောင်းတူဦးတည်ဆုံမှုနဲ့ဆက်နွယ်ပြီးဖမ်းဆီးခံထားရတဲ့အသက်32နှစ်အရွယ်ထိုင်းယိုသမီးပါဝင်းနီစပါစီဝီဆန်ကိုမြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုနဲ့ထောင်ဒဏ်တစ်နှစ်စတင်ချမှတ်လိုက်ပြီးဖြစ်ပါတယ်။သူမဟာရန်ကုန်မြို့အင်လျာလန်ဂွန်ဒိုဆာကူရာ Residence သို့မဟုတ်ဆာကူရာ Reside Hotel မှာဖြစ်ပွားခဲ့တဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့လက်ထောက်ဒေသဆိုင်ရာလုံခြုံရေးအရာရှိအသက်43နှစ်အရွယ်မစ္စတာဒန်နီယယ်ပေါ့စ်တည်ဆုံမှုနဲ့ဆက်ဆက်ပြီးဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးအင်းစိန်ထောင်မှာထိန်းသိမ်းခံထားရကထောင်ဒဏ်တစ်နှစ်ကြာခံပြီးနောက်မှာလဲလူတက်မှုနဲ့ဆက်လက်တရားစွဲဆိုခံရဖို့ရှိနေဆဲဖြစ်ပါတယ်။အပယ်ခံမြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာတိုင်းပြည်စီးပွားရေးပြပြနေချိန်မှာရုရှားနိုင်ငံနဲ့ပူးပေါင်းပြီးမြန်မာနိုင်ငံအတွင်းမှာအသေးစားနျူကလ িয়ার ဓာတ်ပေးစက်ရုံတည်ဆောက်ဖို့စိတ်ကူးရင်အိမ်မက်တွေမှတ်နေပါတယ်။ရုရှားနိုင်ငံပိုင်နျူကလ িয়ার စွမ်းအင်အေဂျင်စီရိုဆာတွန်ရဲ့ညွှန်ကြားရေးမှူးချုပ်လက်စီလီဂါချော့ဖ်ရဲ့ပြောကြားချက်အရ2029ခုနှစ်အတွင်းမှာမြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေစတင်ဖို့ရှိပြီးစုစုပေါင်း17မဂါဝတ်ကနေ30မဂါဝတ်အထိထွက်ရှိမဲ့စက်ရုံကိုတည်ဆောက်ဖို့ရည်ရွယ်ထားတာပါ။ရုရှားဝန်ကြီးချုပ်ကလည်း EC မန်ကိန်းဟာနိုင်ငံချစ်ကြည်ရေးရဲ့ပြရုပ်တစ်ခုဖြစ်လာမယ်လို့ပြောဆိုထားပေမဲ့မြေပြင်အခြေအနေမှာတကယ်အကောင့်ထဲပေါ်နိုင်မှုကတော့စစ်ကောင်စီရဲ့လှုပ်ဆောင်နိုင်စွမ်းအပေါ်မှာပဲမူတည်နေတယ်လို့ဝန်ခံထားပါတယ်။တိုင်းပြည်ရဲ့လျှက်စစ်မီးကိုတရက်ကို2နာရီလောက်ပဲပုံမှန်ပေးနိုင်တယ်။အခြေအနေမှာဒီကဲ့သို့နျူကလ িয়ার စီမံကိန်းကြီးတွေနဲ့ပြည်သူကိုမျက်လက်ပြဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဤအတော်အတွင်းအမေရိကန်နယူးယောက်မြို့မှာပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကစစ်ကောင်စီဟာအယက်သားပြည်သူတွေရဲ့အသက်ရှင်ရပ်တည်ရေးကိုဖျက်တောက်ဖို့အတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုလက်နက်တစ်ခုလိုပြည်တော်ချပြီးတကယ်လိုအပ်နေတဲ့ပြည်သူတွေစီမရောက်အောင်ပိတ်ဆို့တားဆီးနေတယ်လို့ဆွဆွဲပြောကြားခဲ့ပါတယ်။စစ်ကောင်စီဟာလေယာဉ်မြေတွေကိုမြေရှို့ဖျက်ဆီးတာစပားကြီးတွေကိုဖျက်ဆီးတာတွေလှုပ်ဆောင်နေပြီးပြည်တွင်းမှာစားနပ်ရိက္ခာမလုံလောက်မှုတွေနဲ့အတူကလေးတငယ်တန်ပေါင်းများစွာဟာရေးပေါ်ငတ်မွတ်မှုဘေးအန္တရာယ်နဲ့ကြုံတွေ့နေရပါတယ်။ဒါကြောင့်ကုလသမဂ္ဂအနေနဲ့စစ်ကောင်စီထံစီးဆင်းနေတဲ့လက်နက်တွေလေယာဉ်စီးတွေနဲ့စစ်ဘက်နည်းပညာတွေကိုအမြန်ဆုံးဖျက်တောက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။မွန်ပြည်နယ်ဘက်မှာလည်းစစ်ကောင်စီရဲ့အကျင့်ပြတ်ခြားစားမှုတွေကဆိုးရွားဆုံးဖြစ်နေပါတယ်။မွန်ပြည်နယ်အုပ်ချုပ်ရေးမှူးဦးညွန့်ထွေးမော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းဝေခရိုင်အင်ဂျင်နီယာမှူးဦးထွန်းတော်ဝင်းနဲ့မြို့နယ်အင်ဂျင်နီယာမှူးဦးစီမျိုးထက်စောတို့ဟာကြိုက်ထုခရိုင်တွင်ကတရားမဝင်ဖမ်းဆီးထားတဲ့ကုန်ပစ္စည်းတွေကိုတိုင်ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးမှောင်ခိုဈေးကွက်မှာပြန်လည်ရောင်းစားခဲ့တဲ့အတွက်စစ်ကောင်စီကသူတို့ကိုအပြစ်ပေးအရေးယူခြင်းမရှိဘဲနယ်ပြောင်းရွှေ့မှုတက်တက်တာပြုလုပ်ပြီးဖုံးဖိပေးထားခဲ့ပါတယ်။အားကစားသတင်းကဏ္ဍမှာတော့အင်္ဂလိပ်ပရီးမီးယားလိဂ်ကနာမည်ကြီးချယ်ဆီအသင်းရဲ့ဂိုးသမားပြဿနာအကြောင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိချယ်ဆီအသင်းဟာဂိုးသမားနေရာမှာကြုံတွေ့နေရတဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်အက်စတွန်ဗီလာဂိုးသမားအီမီလီယာနိုမာတီနက်စ်ကိုခေါ်ယူဖို့ကမ်းလှမ်းဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။အသက်30ကျော်အရွယ်ဒီကမ္ဘာဖလားရဂိုးသမားကြီးကိုဂျူဗင်တက်စ်အသင်းကလည်းရခိုင်ကပေါင်6တန်းနဲ့ကမ်းလှမ်းခဲ့မှုပေမဲ့မအောင်မြင်ခဲ့ပါဘူး။တစ်ဖက်မှာလည်းအက်စတွန်ဗီလာရဲ့စစ်မှုကင်မရွန်အာချာဟာဆော်ဒီကလပ်အယ်အာလီကိုပြောင်းရွှေ့ဖို့တေချာနေပြီးအဲ့ဒီအပြောင်းရွှေ့ဟာချက်စီတိုက်စစ်မှုနီကိုလတ်ဂျက်ဆင်ကိုအက်စတွန်ဗီလာဘက်ကပြန်လည်ခေါ်ယူဖို့အတွက်လမ်းပွင့်သွားစေတာဖြစ်ပါတယ်။နီကိုလတ်ဂျက်ဆင်အနေနဲ့ချက်စီကနေအက်စတွန်ဗီလာကိုပြောင်းရွှေ့ဖို့အတွက်အပြောင်းရွှေ့တန်ဖိုးပေါင်9တန်းနဲ့နှစ်ဖက်ကလပ်တွေကြားတဲ့သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်ခင်ဗျာမိဘပြည်သူများခင်ဗျာယနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့သတင်းဆောင်ကိုပြန်လည်စမ်းစစ်ကြည့်ရင်ဖြင့်ကမ္ဘာတဝန်းမှာရာသီဥတုဖောက်ပြန်မှုတွေစစ်မီးတွေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ပေးတွေဟာပြည်သူတွေရဲ့နေ့စဉ်ဘဝကိုအဆုံးစွန်ထိချင်းချောက်နေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်နိုင်ငံတကာသတင်းတွေမှာယူကရိန်းစစ်ပွဲတွေကြောင့်အရက်သားတွေတည်ဆုံနေရတယ်လို့အာဏာရှင်တွေရဲ့အတက်နဲ့ပထဝီနိုင်ငံရေးကစားကွက်တွေကြားတာမန်အရက်သားပြည်သူတွေသာဂျာကအမြေစာပင်ဖြစ်နေကြရပါတယ်မိမိတို့နိုင်ငံမှာလည်းစစ်အာဏာသိမ်းမှုရဲ့ရိုက်ခတ်မှုကြောင့်ကျန်းမာရေးစနစ်ပြိုလဲပြီးကာကွယ်ဆေးတစ်လုံးထိုးဖို့ရေးလူဦးရေပြည့်အောင်စောင့်ဆိုင်းနေရတဲ့ပြည်သူတွေရဲ့ဘဝဟာအင်မတန်မှရင်နာစရာကောင်းလာပါတယ်ကိုပိုင်ငွေတွေကိုလွှဲပြောင်းဖို့ရေးဖုံးပိတ်ခံရမလားစိုးရိမ်နေရတဲ့ပြည်ပရောက်လူသားတွေရဲ့ဘဝဟာလည်းကိုယ့်နိုင်ငံမှာအလောက်ကိုင်မရှိလို့သူတို့ဘာနိုင်ငံမှာတွားရောက်ရုန်းကန်နေရတဲ့အပြင်ယခုကဲ့သို့စစ်အာဏာပိုင်တွေရဲ့ဥပဒေမဲ့ကန့်သက်ချက်တွေကြောင့်ဘဝကိုပူပင်သောကတွေနဲ့ဖျက်ဆီးနေကြရပါတယ်သတင်းအစီအစဉ်အစမှာကျွန်တော်ပြောခဲ့တဲ့ရေခဲတောင်ပြိုကျမှုကြောင့်နီပေါနဲ့
တိဘက်နယ်စပ်ကရုတ်တရက်ရေကြီးမြေပြိုတဲ့တဘာဝဘေးရန်ရဲ့သတင်းကိုလည်းပြည်သူတွေသင်ခန်းစာယူစရာအဖြစ်ပြန်လည်သတိပေးချင်ပါတယ်ဟိမဝန္တာတောင်တန်းပေါ်ကရေခဲမြစ်တွေပြိုကျပြီးရုတ်တရက်မြစ်ရေငါးဆကျော်ကျေပြန့်လာကမြို့ရွာတွေကိုတိုက်စားသွားတဲ့ယခုဘေးဒုက္ခဟာတဘာဝတရားကြီးကိုတံမိုးမထားပဲအလွန်ကျွံဖျက်ဆီးခဲ့ကြတဲ့လူတွေရဲ့လုပ်ရကြောင်းဖြစ်ပေါ်လာရတာဖြစ်ပါတယ်မိမိတို့နိုင်ငံမှာလည်းမြစ်ကြောင်းတွေတခြားမှာစီကံမဲ့တစ်ထုတ်လုပ်တာတွေရွှေတူးဖော်တာတွေနဲ့တပ်တူတူဖော်တဲ့လုပ်ငန်းတွေကြောင့်တဘာဝပတ်ဝန်းကျင်တွေပျက်စီးပြီးရေကြီးရေရှမ်းမှုဒုက္ခတွေကိုပြည်သူတွေနှစ်စဉ်ခံစားနေကြပါတယ်အာဏာရှိသူတွေကတော့စီးပွားရေးတိုးတက်ဖို့ထက်ကိုကျိုးစီးပွားအတွက်တဘာဝအရင်းအမြစ်တွေကိုအစွမ်းကုန်ထုတ်ယူအသုံးချနေကြပြီးနောက်ဆက်တွဲခံစားရတဲ့ဒုက္ခတွေကိုတော့တာမန်ပြည်သူတွေကသာကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းနေကြရတာဖြစ်ပါတယ်ဒီကနေ့သတင်းအစီအစဉ်ကတော့ဒီမှာပြီးဆုံးပါပြီမိဘပြည်သူအားလုံးကိုကျမ်းမာစိတ်ချမ်းသာကြပြီးဘေးကနေရအားလုံးမှဝေးကွာကြပါစေခင်ဗျာ